မင်္ဂလာပါဝေးလေး education consultancy ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဝေးလေးရဲ့ office ကိုရောက်ရှိနေရကတော့ London School of Business and Finance LSBF ရဲ့ Business Development Manager မချိုတန်စေရောက်ရှိနေရပြီဖြစ်ပါတယ်ဒီမှာလေးမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီနေ့မှာဒီမချိုတန်စေရောက်ရှိနေရတဲ့အတူတူပေါ့နော် LSBS မှာဒီကျောင်းသားရဲ့စိတ်ဝင်စားတဲ့ major scholarship တွေကဘယ်လိုပေးလဲ program တွေကဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့မိကုန်းလေးတွေမေးပေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါညီမလေးအဲ့ဒါဆိုရင် LSBF မှာပေါ့နော်ကျောင်းသားတွေရွေးချယ်မှုအများဆုံးမိကြပေါ့နော်နောက်တစ်ခါကျတော့ popular ဖြစ်တဲ့ major လေးတွေအကြောင်းလေးပြောပြပေးပါအောင်နော်ဟုတ်ကဲ့အခုလက်ရှိမှာကျောင်းသားတွေရွေးချယ်မှုအများဆုံးဖြစ်နေတဲ့ majors တွေကကျတော့ hospitality နဲ့ပတ်သက်တဲ့ programs တွေရဲ့နောက်တစ်ခါကျတော့ accounting and finance နဲ့ပတ်သက်တဲ့ programs တွေရဲ့ပြီးရင်ဒီ ECC professional qualifications ပေါ့နော်ဒါလေးတွေအခုလက်တလုံးမှာတော့IT top up လေးပေါ့နော် computer science cyber security top up ဒါလေးတွေကတော့ကျောင်းသားတွေရွေးချယ်မှုအများဆုံးဖြစ်နေပါတယ်ဟုတ်ကဲ့ပါဟုတ်မအားတို့စီမှာကကြတော့အခုဒီ HND တို့ NCC တို့ဒါပြီးထားတဲ့ကျောင်းသားတွေပေါ့နော် top up ကောက်ဖို့အတွက်ဆိုရင်ဒါ LSBS ကလည်းတင်တော်တဲ့အကြောင်းတစ်ခုအနေနဲ့ရှိနေတာပေါ့နော်ဟုတ်ပါတယ်ဟုတ်ပါဟာဒါဆိုရင်ညီမလေးအခုဒီ2026အတွက်ပေါ့နော် LSBS မှာတက်ချင်တဲ့ကျောင်းသားတွေအတွက် intake တွေတက်လို့ရအောင်လဲဆိုတာလေးတစ်ချက်လောက်ပြပေးပါအောင်နော်ဟုတ်ကဲ့အခုပေါ့နော် LSBF မှာက diploma program တွေအတွက်ဆိုလို့ရှိရင်ဒီမှာ September, October, November, December အထိ intake ရှိပါသေးတယ်top up program တွေအတွက်ကကျတော့ September နဲ့ October intake နှစ်ခုပဲရတော့မှာပေါ့နော်ဒီနေ့အတွက်ကတော့ဟုတ်ကဲ့ပါညီမလေးဟုတ်ဒါဆိုရင်ညီမလေးဒီ LSBF မှာရှောက်ထားမယ်ဆိုလို့ရှိရင်ပေါ့နော် admission process visa process တွေကအလောက်အချိန်ယူလဲဘယ်လိုပြင်ဆင်ရမလဲဆိုတာလေးကိုလည်းပြပေးပါအောင်နော်ဟုတ်ကဲ့ပါ LSBF မှာရှောက်ထားပဲဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေဖက်ကနေပြီးတော့မှ documents တွေအကုန်ပြည့်စုံတယ်ဆိုလို့ရှိရင် offer letter က2 to 3 working days အတွင်းမှာပြန်ရပြီးတော့မှဒီ ICA ပေါ့နော်visa process အတွက်ကကျတော့2 to 4 weeks အတွင်းမှာကြာတတ်ပါတယ်။အဲဒီအတွက်ကြောင့်ကျောင်းသားတွေက intake မှတိုင်းခင်မှာ2လလောက်ကိုအနည်းဆုံးကြိုပြီးတော့မှရှောက်ထားတင်ပါတယ်။အဲ့ဒါဆိုရင်ဒီမှာလေး scholarship တွေကဒီ intake တွေအကုန်လုံးရနိုင်တာလားပေါ့နော်နောက်တစ်ခါအကြတော့ major allied scholarship တွေဘယ်လိုမျိုးပေးနေလဲဆိုတာလေးတွေကိုလည်းရှင်းပြပေးပါဦးနော်ဟုတ်ကဲ့ပါဒီအခုလက်ရှိပေါ့နော် LSBF မှာကကျောင်းသားကျောင်းသူတွေအတွက်ကို study grants တွေ offer ပေးနေပါတယ်study grants တွေကလည်းအခု available ဖြစ်တဲ့ intake တွေအကြီးကိုoffer ပေးထားဖြစ်ပါတယ်အများဆုံးစင်ဒေါ်လာ9000မြန်မာငွေနဲ့ဆိုရင်350ငွေကျန်ကြီးကို study grants ရနိုင်ပါတယ်အဲ့တော့ဒီပေါ့နော် study grants တွေက program ပေါ်မှာမူတည်ပြီးတော့မှာကွာခြားချက်ရှိတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ Willing Education Consultancy နဲ့အသေးစိတ်ထားရောက်တိုင်ပင်ပြီးတော့မှဆွေးနွေးရပါတယ်။ဒါဆိုရင်ဒီမှာလေ internship နဲ့ career development အတွက်ကော LSBF ကကျောင်းသားတွေဘယ်လိုမျိုး support လုပ်ပေးလဲ။ LSBF မှာက student success team ရှိရပေါ့နော်ဒီ student success team ကကျောင်းသားကျောင်းသူတွေအတွက် career advice တွေပြီးတော့ employability ဒီ network events တွေပြီးလို့ရှိရင် employer ဒီ networking ပေါ့နော် face တွေဒါမျိုးလေးတွေကိုကျောင်းသားကျောင်းသူတွေအတွက်ကိုအစီအစဉ်လေးရမျိုးလေးတွေရှိပါတယ်နောက်တစ်ခါကျတော့ internship အတွက်ကကျတော့ဒီ LSBF မှာhospitality and tourism programs တွေဒီ logistics and supply chain management programs တွေမှာ internship ပေါ်တော့ပါတယ်ဒီလို program ကြီးရှိတဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေနေရာ internship ရနိုင်တဲ့အခွင့်အရေးလေးတွေရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုနောက်ဆုံးမေးခွန်းလေးရတော့ပေါ့နော်ကျောင်းသားကျောင်းသူတွေက LSBS ကိုဒါ business school ဖြစ်လူသိများကြတယ်ပေါ့နော်အဲ့တော့ဒီတန်ဆင့်အနေနဲ့ပေါ့နော်ဒါ business school ဖြစ်လူသိများတာအပြင်ကိုနောက်ထပ်အားသာချက်တွေပေါ့နော်ဘာတွေရှိလဲဆိုတာလေးလည်းဒီမှာပြပြပေးသွားပါအောင်နော်ဟုတ်ကဲ့ LSBF ကဒီနော် business နဲ့ပတ်သက်ပြီးတော့မှနာမည်ပေါ်တော့ရှိရဲဒါပေမဲ့အဲ့ရအပြင်ကို accounting and finance hospitality and tourism management logistics and supply chain management ပေါ့နော်ပြီးတော့ဒီ computer science ဆို health science ဆိုဒီလိုမျိုးစားတဲ့ program တွေမှာဆိုလို့ရှိရင်လေဒီကျောင်းသားကျောင်းသူတွေက UK ကနာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ University of Greenwich University of East London နောက် University of Southampton တို့ကနေပြီးတော့မှပေးအပ်တဲ့အဖွဲ့ကိုရယူနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ industrial focus curriculum ဖြစ်တဲ့အတွက်ကြောင့်လို့ဒီကျောင်းသားကျောင်းသူတွေက affordable tuition fees နဲ့ပေါ့နော်နိုင်ငံပေါင်း30ကျော်ကနေပြီးတော့မှလာရောက်ကြတဲ့ international students တွေနဲ့အတူတူဒီစာတွေ့ရောတက်တွေ့ရောပါ
သင်ကြားနိုင်မှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီနေ့မှာမေခွန်းလေးတွေပေါ့နော်တေချာလေးဖြစ်ပေးသွားတဲ့အတွက်ညီမလေးတက်စင်ကိုကျေးဇူးတင်ပါတယ်ဟော office ကိုလာပြီးတော့အချိန်ပေးပြီးတော့အခုလိုမျိုးပြပြပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ဟုတ်ကဲ့ပါအခုလိုမျိုးဖိတ်ခေါ်ပေးတဲ့ Relay Education Consultancy ကိုလည်းကျေးဇူးတင်ရှိပါတယ်နောက် LSVF စင်ကာပူနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိလို့လေဆိုလို့ရှိရင်တော့ဒီ Relay Education Consultancy က consultant အနေနဲ့အသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်အားလုံးပဲဟိုတော့ကိုရီမန်ထားတဲ့ဒီပညာရေးပန်းနိုင်ကိုရောက်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် ကျေးဇူးပါ